Hi ချစ်တော်ရေအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲကင်ချီကိုအလွယ်ကူဆုံးလုပ်ကြမယ်ကုသိုလ်လဲရဝမ်းလဲဝပေါ့နော်ကင်ချီလုပ်ဖို့ဈေးဝယ်ခဲ့ရတယ်မုံညင်းဖြူဥဖြူဥနီကြက်သွန်မိတ်ပန်းသီးမွှေးဆန်စိမ့်မုံလေးပါမယ်ပေါ့နော်ပန်းသီးကမထည့်လဲရပါတယ်နော်မုံညင်းဖြူကင်ချီနဲ့မုံလာဥကင်ချီနှစ်မျိုးလုံးလုပ်ထားမယ်မုံညင်းဖြူလေးတွေကိုတော့အနေတော်လေးတွေလှီးဖြတ်လိုက်ပါတယ်မုံညင်းဖြူတပိတ်တာဝမ်းဝယ်လာပါတယ်ပြီးပြီဆိုရင်စားကိုတော့လက်နှစ်စုပ်ကြော်ကြလောက်ထည့်ပြီးတော့နာလေးဒီလိုမျိုးလေးနေထားလိုက်ပါတယ်နေပြီးတော့တစ်နာရီခွဲ2နာရီလောက်နှက်ထားလိုက်မယ်ပေါ့နော်မုံလာဥဖြူလေးတွေကိုလည်းဒီလိုပါပဲအခွန်လေးခွာပြီးတော့လုံးဝရေမစေးဘူးเนาะအနေတော်အတုံးလေးတွေတုံလိုက်ပါမယ်တုံပြီးတော့စားလေးနဲ့နေပြီးတော့တစ်နာရီလောက်နှက်ထားလိုက်ပါမယ်ပြီးရင်ဂျင်းကြက်သွန်ဖြူကြက်သွန်နီလေးကိုလက်လက်လေးနဲ့ဝမ်ကကြိတ်လိုက်ပါတယ်ပြီးရင်ပန်းသီးလေးနှလုံးကိုလည်းကြိတ်ထားလိုက်ပါတယ်ဆန်စိမ့်မုတ်တစ်ထုပ်လုံးကိုရေလေးနဲ့ဖြောပြီးတော့မီးဘိုလေးပေါ်မှာဒီလိုမျိုးလေးမပြစ်မကျဲလေးကြိုထားလိုက်ပါတယ်ကဲတနားရီလောက်နေတော့ဝမ်ကမုံညင်းဖြူလေးတွေကိုချိုးကြည့်တော့ကျိုးသွားပါတယ်ကျိုးသွားတဲ့ဝမ်ကနောက်တဲ့နာရီခွဲလောက်ထပ်ဆောင်တယ်ဆောင်ပြီးတော့ဒီလိုမျိုးလေးချိုးကြည့်လိုက်ပါတယ်ချိုးကြည့်တော့မကျိုးတော့ဘူးပေါ့နော်မကျိုးတော့ဘူးဆိုရင်ဒါမုံညင်းဖြူလေးတွေကရပါပြီအဲ့လိုကျိုးတယ်ဆိုရင်မကျွတ်ပါဘူးနော်ဒီလိုမျိုးလေးမကျိုးတော့ဘူးဆိုမှရေကို3-4ရေလောက်ပြောင်းအောင်ဆေးလိုက်ပါမယ်စားတဲ့လေးတွေပေါ့သွားအောင်လို့ပေါ့နော်ရေကိုလည်းတေချာပြောင်းညှစ်ထားလိုက်မယ်နော်ဂျင်းကြက်သွန်ဖြူကြက်သွန်နီကြိတ်ထားတာလေးရဲ့ပန်းသီးကြိတ်ထားတာလေးရဲ့ဆန်စိမ့်မုတ်ကြိုထားတာလေးရဲ့ဥနီရဲ့ကြက်သွန်မိတ်လေးရဲ့ပါမယ်အိမ်မှာရှိတဲ့ရောင်တင်မုတ်လေးပဲထည့်မယ်နော်ကိုရီးယားနှစ်တို့ဘာလို့ဘာမှမလုပ်တော့ဘူးဒါဗမာကင်ချီလေးတင်မှာပေါ့နော်ပြီးရင်တော့ကြက်သားမုတ်လေးထည့်မယ်တကြားထည့်မယ်တကြားမသုံးရင်ပြားရည်သုံးပါငါးငံပြားရည်လေးထည့်မယ်ပြီးရင်တော့ဇွန်းလေးနဲ့နေထားလိုက်ပါမယ်ဝယ်စားရတာတွေကမတန်ဘူးနော်ကိုကကိုအိမ်မှာလှုပ်ဆိုင်အများကြီးစားရတယ်မုံလာဦးလေးတွေကိုလည်းရေဆေးပြီးတော့စစ်ထားလိုက်မယ်နော်ကဲဒါလေးတွေကိုနှံ့နေအောင်လို့နေပြီးပြီဆိုရင်တော့တဝက်ကလေးကိုခွဲလိုက်မယ်စားလေးကိုတော့ကိုလူမထက်ပေါ့နော်မုံညင်းဖြူလို့မုံလာဦးလို့ကစားနဲ့နေထားတော့ကြတော့ငံသွားမှကြောက်လို့နော်အနစ်လေးကိုတဝက်ဖယ်ထားလိုက်မယ်ကျန်တဲ့တဝက်ထဲကိုတော့ရေစစ်ထားတဲ့မုံညင်းဖြူလေးတွေကိုထည့်လိုက်ပါမယ်ထည့်ပြီးတော့နှံ့အောင်လို့နေလိုက်ပါမယ်ဝမ်းကလက်ဆေးပြီးသားနော်လက်ကို10ကလောက်ဆေးထားတယ်ကဲအင်ရှင်မတွေဆိုတာနော်လက်ပူမှလည်းမကြောက်ဘူးနော်ဒီလိုမျိုးလေးလက်နဲ့အာရပါရနယ်လိုက်မှကျင်နေတာနော်ကဲဝမ်ကလေကိုလှုပ်တာလေးကိုလေးစားကောင်းတယ်လို့ပြောပြီးဆိုရင်လေတအားကိုပဲလှုပ်ကြွေးချင်တာအိမ်မှာဆိုရင်လေကဲချစ်တဲ့သူလေးတွေကလည်းလေကြည့်ပြီးတော့အမလီလိုက်လို့အောင်မယ်စားကောင်းမဲ့ပုံလေးလို့ပြောရင်တော့လေဝမ်ကမြှောက်ပင်ကိုယ်နောင်ကနော်အဲ့လိုမျိုးဆိုရင်တအားလှုပ်ပြချင်တာကဲနှံ့အောင်နေပြီးဆိုရင်တော့ဘူးလေးတွေကိုထည့်ထားလိုက်တော့မယ်နော်ကဲကျန်တဲ့တစ်ဝက်ကိုတော့မုံလာဦးလေးတွေရေးဆေးထားတာလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးဆိုရင်တော့မုံလာဦးလေးတွေကိုလည်းရတာလေးဝင်သွားတဲ့အထိဒီလိုနေလိုက်ပါမယ်ရတာလေးကိုမြည်ကြည့်ပေါ့နော်စားပေါ်ရင်စားလေးထက်ထဲပါတကြားမတုံးတဲ့လူတွေကတော့ပြားရည်လေးတုံးပေါ့နော်ချို့လည်းပြားရည်လေးတုံးကြပါတယ်ကဲဒါမျိုးလေးမုံလာဦးလေးကလည်းရတာလေးကိုနှံ့သွားပြီဆိုရင်တော့ခုနကတော့လို့ဘူးလေးနဲ့ပဲဝမ်ကထည့်လိုက်ပါမယ်ဘူးလေးတွေနဲ့ထည့်ပြီးဆိုရင်လေအပြင်မှာ2ရက်လောက်ထားပါမယ်အပြင်မှာ2ရက်လောက်ထားပြီးတော့နည်းနည်းလေးချီမီဆိုမှရေခဲတက်တာအေးတဲ့ထဲလေးကိုထည့်ထားမယ်နော်နောက်နေ့ကျမှကိုရီးယားခောက်ဆွဲလေးပြုတ်ပြီးတော့ကင်ချီလေးနဲ့စားပြအောင်မယ်နော်ကဲချစ်တို့ရေးလိုက်ပြီးတော့လှုပ်စားကြည့်အောင်နော်ဝယ်စားရည်မတန်ဘူးကိုကကိုလှုပ်စားရင်အများကြီးစားရတယ်ချစ်တယ်နော်